မင်္ဂလာပါဗျာနော်ကျွန်တော်22ကြိမ်အတွက်ဒါကျွန်တော်အကြိုက်ဆုံးပေါ့နော်ဒုတိယအကြိုက်ဆုံးပေါ့ဒုတိယအကြိုက်ဆုံးရှေ့တွဲလေးကိုတင်ပေးလိုက်ပါတယ်အားလုံးပဲကိုကြိုက်နေတဲ့ကဏ္ဍလေးနဲ့ကတ်ထိုးကြပါနော်ကျွန်တော်ဒီ3ညာခါကိုရိုက်ပြခဲ့ပြီပေါ့ဒီ3လုံးခွန်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 ပေါ့နော်၄ပြားစီပေါ့ဘာကြောင့်၄ပြားစီရိုက်လဲဆိုတော့အပေါ်ပင်နေမှာလဲသူက၄ပြားစီတွေလှုပ်ခဲ့တာတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ဆွဲပြီးမပြတော့ပေါ့ဒီပေါ်မှာလဲ6-3ချက်တွေရိုက်ထားရှိတယ်အဲ့3ညာခါကိုဒီ3လုံး6ဒီ3လုံး6ဒီ3လုံး6မယ်ဆိုလဲသူက3ညာခါပေါ့နော်3ချက်တွေကလည်းဒီမှာပေါ့နော်ဒီ3လုံး1တွေဒီမှာဒီ3လုံး1တွေဒီ3လုံး1တွေဒီ3လုံး1တွေပေါ့နော်ဒါ၄ပြားပေါ့၄ပြားတွေရိုက်တယ်ပေါ့ဒီမှာလဲခွာ1တွေခွာ1တွေခွာ1တွေထောက်ထားတယ်ပေါ့အဲ့ဒီ3ချက်တွေကိုလည်းကျွန်တော်က8 4 9 3လုံး1တယ်6 4 1 3လုံး1တယ်8 3ညာ3 3လုံး1မယ်ပေါ့နော်အဲ့လိုမျိုး1 3ချက်တွေ8 3ချက်တွေ6 3ချက်တွေရိုက်မယ်ပေါ့ဗျာ8 3ချက်တွေကလည်းဒီမှာနှလုံး8နှလုံး8နှလုံး8အဲ့နှလုံး8တွေကိုဒီ3လုံး8တယ်ဒီ3လုံး8တယ်ဒီ3လုံး8တယ်ပေါ့နော်အဲ့လိုမျိုး8 3ချက်တွေရိုက်ပြီးပြီဆိုတော့သူကဒီမှာလာခဲ့တဲ့ဒီနှလုံး8ကိုဒီ4 5 9 3လုံး8နဲ့ထည့်မယ်ပေါ့နော်2 2 4 3လုံး8နဲ့ထည့်မယ်4 4 3ညာ3လုံး8နဲ့ထည့်မယ်3ညာခါပေါ့3ညာခါလို့ဝင်ပြီဆိုရင်တဲ့ကျွန်တော်တို့ဒါတစ်ထိတ်ထည့်မယ်ပေါ့နော်အဲ့တစ်ထိတ်ကလည်းကိုဒီမတွေကိုကျွန်တော်မနေ့ကရိုက်ပြခဲ့တယ်ပေါ့ကို3ချက်တွေရှိတယ်ပေါ့ဗျာနော်ဒီမှာလဲ4 6 9 3လုံး9 2 8 9 3လုံး9 4 1 4 3လုံး9ပေါ့နော်အဲ့9 3ချက်တွေကို8 5 6 5 8 3လုံး9မယ်6 2 1 3လုံး9မယ်4 4 1 3လုံး9မယ်ပေါ့နော်အဲ့ဒါတွေပြင်ကိုဒီမှာဒီ3လုံး3ဒီ3လုံး3ဒီ3လုံး3 3ချက်တွေရိုက်တယ်အဲ့တော့ကျွန်တော်ကဒီ6 9 8 3လုံး3 6 6 1 3လုံး3 4 8 1 3လုံး3ဆိုပြီးရိုက်မှာပေါ့1ထိတ်3ညပေါ့နော်1 3ညအတွဲပေါ့1 3ညတွဲလို့ရပြီဆိုရင်တဲ့သူကဒီတိုင်းဆိုရင်တော့သူကမငြိမ်သေးဘူးပေါ့ဗျာနော်မငြိမ်သေးဘူးသူ့ကို10ခွက်မူတွေနဲ့ချုပ်ရမှာပေါ့အဲ့တော့ကျွန်တော်က4ပင်ကတ်ကိုကျွန်တော်3ညခါနဲ့ရိုက်ပြတဲ့အချိန်မှာ4ပင်ကတ်ကို9 3ညရှေ့တွဲလေးနဲ့9 3ည2 9 3ည8 9 3ည1ဆိုပြီးကဏ္ဍ3ခွက်တင်ပေးခဲ့တယ်ပေါ့နော်အခုကကျွန်တော်က3ပင်ကတ်နဲ့ဒီ1 3ညဒါ1ထိတ်3ညခါရပြီပေါ့နော်အဲ့ဒါလေးကို3တက်လာဆိုပြီးကျွန်တော်တို့10ခွက်မူလေးတွေနဲ့ဟိုချုပ်ရမှာချုပ်ကြည့်မယ်ပေါ့နော်ပထမဦးဆုံးကျွန်တော်10ခွက်မူနဲ့ချုပ်မယ်ဆိုရင်တဲ့ကျွန်တော်တို့ဒီ4နှစ်8ပေါ့နော်အဲ့4နှစ်8 3လုံး4ပေါ့4နှစ်1 3လုံးခွန်ပေါ့တစ်ထိတ်ထည့်လိုက်ပြီဆိုရင်ကျွန်တော်တို့4 1 1 3လုံးပေါင်း6ဖြစ်နေရပေါ့နော်သူက4နှစ်8တဲ့အဲ့3လုံး4လို့ဖြစ်ပြီဆိုရင်တဲ့6 9 9 3လုံးပေါင်းချင်း4နဲ့သူကအဲ့8 9တွဲလေးကိုသူကထက်ချုပ်ထားတယ်ပေါ့နော်4နှစ်1 3လုံးခွန်ဆိုရင်တဲ့4 9 4 3လုံးခွန်နဲ့သူကဆက်ကွက်မူလေးနဲ့ချုပ်ပေးထားတယ်အခုကျွန်တော်တို့ကတစ်ထိတ်3ညခါရပြီပေါ့နော်အဲ့တော့4 1 1 3လုံး6ပေါ့အဲ့ဒီ6ကို2 4 3ည3လုံး6ဆိုတော့ဆက်ကွက်မူလေးနဲ့ချုပ်ထားတယ်ပေါ့နော်3မင်ကတ်မှာတမူ2မူ3မူလောက်နဲ့3မူလောက်ဆိုတော့နည်းနည်း3ကျော်ပြီပေါ့နော်အခုဒါတမူပြတာပေါ့ဒီမှာကျွန်တော်တို့ကတစ်ထိတ်3ညခါကိုအဲ့လိုမျိုးဝင်ပြီပေါ့ဗျာဒီမှာလဲကျွန်တော်တို့ဒီ3ည2 8ပေါ့နော်3လုံးပေါင်းချင်း3ညပေါ့အဲ့3ညလို့ဖြစ်ရင်တဲ့2 9 9 3လုံးပေါင်းချင်း3ညနဲ့ချုပ်ထားတယ်ပေါ့နော်2 4 1 3လုံးပေါင်းချင်းခွန်ဆိုရင်တဲ့4 9 4 3လုံးပေါင်းချင်းခွန်နဲ့ချုပ်ထားတယ်2 4 1 3လုံးပေါင်းချင်း3ညခွန်5ဒီ3လုံး3ညဒီ3လုံးခွန်ပေါ့နော်ဒီ3လုံး5ဖြစ်မှာပေါ့နော်3ည2 8 3လုံး3ညကို2 9 9 3လုံး3ညနဲ့ချုပ်တယ်2 4 1 3လုံးခွန်ကို4 9 4 3လုံးခွန်နဲ့ချုပ်တယ်8 6 1 3လုံး5ကို1 4 3ည3လုံး5နဲ့ချုပ်တယ်ဒီမှာဒီအောက်ကနေမှောက်ခုံပေါ့နော်ဒီမှာကျတော့ဒီ3လုံး4ကိုဒီ3လုံး4နဲ့ချုပ်တယ်ဒီ3လုံးခွန်ကိုဒီ3လုံးခွန်နဲ့ချုပ်တယ်ဒီ3လုံး6ကိုဒီ3လုံး6နဲ့ချုပ်တယ်ပေါ့နော်နှစ်မူပေါ့နော်နောက်ထပ်အဲ့1 3ညတွေကိုထပ်ချုပ်ထားတာက6 8 1 3လုံးပေါင်းချင်း5နောက်ကနေဒီနှလုံးလိုက်5တယ်8 1 3 3လုံးပေါင်းချင်း2နောက်ကနေဒီနှလုံး2ထားတယ်1 1 3 3လုံးပေါင်းချင်း5နောက်ကနေဒီနှလုံးလိုက်5ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါ1 3ည1ထိတ်3ညခါကို10ခွက်မူ3မူနဲ့ချုပ်ပြီးပေါ့နော်နောက်ထပ်1 3ညတွဲလေးကိုချုပ်ချင်တာကဒီကျွန်တော်တို့ဒီ6ခွန်9တဲ့6ထိတ်ခွန်ခါ9ခါနဲ့အဲ့ဒီ3လုံး2လို့ဖြစ်ပြီဆိုရင်တဲ့9 9 8 3လုံး2နဲ့ထပ်ချုပ်ထားတယ်9 9 4 3လုံးပေါင်းချင်း2လို့ဖြစ်ပြီဆိုရင်2 9 1 3လုံးပေါင်းချင်း2နဲ့ထပ်ချုပ်ထားတယ်3
3ညာ9 3ညာ3လုံးပေါင်းချင်း9တဲ့အဲ့9လို့ဖြစ်ရင်4 4 1 3လုံးပေါင်းချင်း9နဲ့သူကဒီ1ထိတ်3ညာခါ1 3ညာအတွဲလေးကိုအဲ့လိုမျိုး10ခွက်မှုနဲ့ချုပ်ထားတယ်ပေါ့နော်တကယ်လို့အကွက်ပြည့်ယူခြင်းနဲ့ဆိုရင်တော့ဒါ2ထိတ်ကြိုက်တဲ့လူက2 1အတွဲ3နှစ်အတွဲပေါ့နော်ညီကိုနောက်သေးပေါ့အဲ့လို3ပေါ့ကျွန်တော်ကတော့ဒါ1ထိတ်ကိုလည်းအဲ့လိုမျိုးပေါင်းချင်းနေနဲ့ဒီ3လုံး9ဒီ3လုံး9ဒီ3လုံး9ပေါ့နော်အဲ့ဒီကောင်လေးတွေကဒီနားလေးမှာတအားလှုပ်တယ်ပေါ့သဘောတရားဖြင့်ဒီ3လုံးဒီမှာပေါ့ဒီ3လုံး3ညဒီ3လုံး3ညဒီ3လုံး3ညဆိုပြီး3ချက်ရိုက်တယ်ပေါ့နော်ဒီမှာလည်းဒီ3လုံးခွန်ဒီ3လုံးခွန်ဒီ3လုံးခွန်ဆိုပြီး3ချက်ရိုက်တယ်ဒီနောက်ပိတ်တွေじゃ6တွေနဲ့ပေးတာပေါ့နော်သဘောတရားဒီအပေါ်တွေမှာရိုက်ထားတာပေါ့ထားလိုက်ပါတော့အဲ့ဒါတွေကဒီမှာလည်းဒီ3လုံး1ဒီ3လုံး1ဒီ3လုံး1ဆိုရင်ဒီ3လုံး1အဲ့လို၄ပြားတွေရိုက်တယ်ပေါ့3ပြားတွေ၄ပြားတွေနဲ့သွားနေတဲ့အတွက်ကျွန်တော်က1ထိတ်3ညခါပေါ့အဲ့ဒါတွေနဲ့ရိုက်ထားတယ်ပေါ့ဗျာဒီ3လုံး6ဒီ3လုံး6ဒီ3လုံး6တော်တော်လေးအလုံးလုံးတယ်ပေါ့နော်အဲ့မတ်တက်ဖြစ်စဉ်ပေါ့ကဏ္ဍတစ်လုံးကို3က3ကရိုက်တာပေါ့1ဆိုလဲ1 3ချက်ပေါ့နော်ဒီမှာ1 1 1ဒီမှာ1 1 1ဒီမှာ1သွားတယ်ပေါ့နော်5ပင်နေ4ပင်နေတော့တိတ်မသုံးတော့ပေါ့5ပင်နေတော့မသုံးတော့ပေါ့နော်4ပင်တော့ကျွန်တော်3ညာခါကိုသုံးရတဲ့အကြောင်းရင်းကလည်းရိုက်ပြပြီးပေါ့နော်6 3ချက်တွေ1 3ချက်တွေခွန်4ချက်တွေ8 3ချက်တွေပေါ့နော်အဲ့ဒါတွေကိုနောက်ဆုံးအနေနဲ့ပြောမယ်ဆိုရင်သူကလည်းဒီ1 3ညာတွေကိုထက်ချုပ်ထားတာရှိသေးတယ်ပေါ့နော်ကျွန်တော်ဆုံးဆုံးကရိုက်ခဲ့တဲ့ဒီမှာလေဒီ3လုံး8ဒီ3လုံး8ဒီ3လုံး8ပေါ့အဲ့ဒီ8တွေကိုဒီ6 4 8 3လုံး8ကို4 5 9 3လုံး8နဲ့လည်းချုပ်ထားတာပေါ့နော်8 1 1 3လုံး8ကို2 2 4 3လုံး8နဲ့ချုပ်ထားတယ်4 3 1 3လုံး8ကို4 4 3ညာ3လုံး8နဲ့ချုပ်ထားတယ်အဲ့တော့ဒါ1 3ညာအတွဲလေးကတော်တော်လေးအားကောင်းတယ်ပေါ့နော်တကယ်လို့1 3ညာတွဲရဲလို့မလာဘူးဆိုရင် तू ကဘာတွဲတွေလာနိုင်လဲဆိုတော့ညီကိုတွဲပေါ့နော်ညီကိုတွဲဟိုမှာနောက်သေးနေပေါ့အဲ့တော့ကိုရီမတွေကကိုကြိုက်နေတဲ့ကဏ္ဍလေးနဲ့ကတ်ထိုးပေါ့နော်ကျွန်တော်ကတော့10ခွက်မူအကွက်100မူလေးတွေနဲ့ထိုးတဲ့လူဆိုတော့ဒါတစ်ခွက်သဘောတရားပေါ့နော်ဒီ3လုံး6ကိုခွာ6နဲ့ဝင်သလားဒီ3လုံး6ကိုခွာ6နဲ့ဝင်သလားဒီ3လုံး6ကိုခွာ6နဲ့ဝင်နေဆိုရင်ဒါ1 3ညာ5ပေါ့အဲ့ဒီမှာကျွန်တော်တို့ကတစ်ချက်သတိထားမှာပေါ့နော်တကယ်လို့1 3ညာတွဲလို့မလာဘူးဆိုရင် तू ကဘာသွားဖြစ်တယ်လဲဆိုတော့ဒီမှာရိုက်သွားတာကဒီ3လုံး3ညဒီ3လုံး3ညဒီ3လုံး3ညလို့တစ်ထိတ်ဝင်တယ်ပေါ့နော်အဲ့လိုတစ်ထိတ်ဝင်ပြီးရတဲ့ဒီ3လုံးခွန်ဒီ3လုံးခွန်ဒီ3လုံးခွန်ဆိုပြီးတော့ဒါ1 4တွဲပေါ့အဲ့1 4တွဲကို10ခွက်မှုနဲ့လည်းချုပ်ထားတယ် तू ကပေါင်းချင်းနေနဲ့လည်းချုပ်ထားတယ်ပေါ့နော်ဒီ3လုံး3ဒီ3လုံး3ဒီ3လုံး3ပေါ့နော်အဲ့လိုပေါင်းချင်းနေနဲ့ချုပ်ထားတယ်ပေါ့အဲ့ဒီ3လုံး3ကိုတဲ့ तू ကထပ်ချုပ်ထားတာဒီ3လုံး9နဲ့ချုပ်ထားတယ်ဒီ3လုံး3ကိုဒီ3လုံး9နဲ့ချုပ်ထားတယ်ဒီ3လုံး3ကိုဒီ3လုံး9နဲ့ तू ကချုပ်ထားတယ်အခုဒီမှာဒီ3လုံး3ဆိုရင်ရှေ့ပေါင်း8ကြီးဒီ3လုံး9မယ်ဆိုရှေ့ပေါင်း3ကြီးပေါ့နော်အဲ့ဒါတွေကမဖြစ်နိုင်တော့ပေါ့အဲ့တော့အခုဒီတစ်ပတ်အတွက်ဒီတကယ်လို့1 3ညာအတွဲညီကိုနောက်သေးပေါ့နော်ရှေ့အတွဲအဲ့အတွဲထဲမှာကိုရီမတွေကြိုက်နေတတ်တယ်ဆိုရင်ရှေ့ပေါင်းလေးကဒီ3လုံး4တဲ့ဒီ3လုံး4တဲ့ဒီ3လုံး4မယ်ဆိုရှေ့ပေါင်း5ရှိတယ်ပေါ့နော်ဒီ3လုံး4ဒီ3လုံး4ဒီ3လုံး4အဲ့တော့ရှင်းနှလုံးပေါင်းချင်း5အဲ့ဒါကို तू ကထပ်ချုပ်ထားတာဒီ3လုံး8ဒီ3လုံး8ဒီ3လုံး8ပေါ့နော်ဒီမှာ4 3ချက်ကို8 3ချက်နဲ့8 3ချက်နဲ့ချုပ်ထားတယ်ပေါ့အဲ့တော့ဒါ1 3ညညီကိုတွေက1 3ညတွဲမဟုတ်ရင်ဘာတွဲကြီးဖြစ်နိုင်လဲဆိုတော့3နှစ်တွဲတွေ8ခွန်တွဲတွေဖြစ်နိုင်တယ်ပေါ့သို့ပေမဲ့ကျွန်တော်ကတော့1 3ညတွဲလေးပဲသုံးလိုက်တယ်ပေါ့နော်ရှေ့ပေါင်းချင်း9တော့ရှေ့ပေါင်းချင်း9သုံးမယ်ဆိုရင်1 4တွဲတို့4 3ညတွဲတို့ဒါ2ကွက်3ကွက်တော့ရန်ထားမှာပေါ့ဒါပေမဲ့သူ့ရဲ့ဖြစ်စဉ်ရတော့တစ်ထိတ်ကိုလည်း4ချက်ချုပ်ထားတယ်3ညခါကိုလည်း4ချက်ထည့်ထားတယ်ပေါ့နော်တစ်ထိတ်3ညခါ4ချက်ကို10ကွက်မူ9မူနဲ့ချုပ်ထားတယ်ပေါ့အားလုံးကိုကြိုက်နေတဲ့ကဏ္ဍလေးနဲ့ကတ်ပြီးကန်ဆန်းနိုင်ပါတယ်ကျွန်တော်ပြောသလိုအကွက်100မူလေးတွေပေါ့နော်ဒီ3လုံး6ကိုဒီနှလုံး6ဒီ3လုံး6ကိုဒီနှလုံး6ဒီ3လုံး6ကိုဒီနှလုံး6ဆိုတဲ့1 3ည5ဆိုတဲ့ကဏ္ဍမျိုးတို့ကန်ဆန်းလို့ရပါတယ်ဒါမှမဟုတ်ရင်လည်းဒီနှလုံး8ကိုဒီ3လုံး8နဲ့ထည့်တယ်ဒီနှလုံး3ညကိုဒီ3လုံး3ညနဲ့ထည့်တယ်ဒီနှလုံး8လို့ဖြစ်ရင်ဒီ3လုံး8ဆိုရဲဒါ1 3ည6ဆိုတဲ့ကဏ္ဍမျိုး1 3ည5 1 3ည6 1 3ညခွန်ပေါ့နော်အဲ့လိုမျိုးလေးတွေဖြန့်ထိုးရမှာပေါ့တကယ်လို့ကျွန်တော်ပြခဲ့တဲ့ဒီ3လုံး4ဒီ3လုံး4ဒီ3လုံး4ဆိုရင်
အဲ့ဒါကိုပေါ့နော်ရှီနှလုံးပေါင်းချင်း9ပေါ့ဒီ3လုံး4ဒီ3လုံး4ဒီ3လုံး4ဖြစ်ရင်ရှီနှလုံးပေါင်းချင်း9ဒီ3လုံး8ဒီ3လုံး8ဒီ3လုံး8မယ်ဆိုရင်ရှီနှလုံးပေါင်းချင်း9ရှီနှလုံးပေါင်းချင်း9ကိုဒီမှာဒီ3လုံး9ဒီ3လုံး9ဒီ3လုံး9ဆိုရင်နောက်ပေါင်းချင်း9နဲ့ကတ်ထိုးလို့ရတယ်လို့ဒီ3လုံး9ဒီ3လုံး9ဒီ3လုံး9ဆိုရင်လဲခွာ1နဲ့ကတ်ထိုးလို့ရတယ်ပေါ့နော်အဲ့ဒါတော့ကိုကြိုက်နေတတ်တယ်လို့ထိုးပေါ့ကျွန်တော်လဲဒီနေ့ညမှာအကွက်ရွေးချယ်မှာပေါ့နော်လောလောဆယ်1-3ညရှည်တွဲလေးရယ်1-3ည1-4တွဲလေးရယ်ပေါ့နော်1-3ညတွဲရယ်1-4တွဲရယ်ကြိုက်ပါတယ်အဓိကတော့ဒါ1-3ညတွဲကအဓိက main ပေါ့နော်သူကဒီမှာအဲ့3ညခါကကျွန်တော်ပြောသလိုခွန်4ချက်လေးထောက်ထားတယ်ပေါ့နော်အဲ့ဒီခွန်4ချက်လေးတစ်ချက်ကြောင့်နည်းနည်းလေးတော့ကြောက်ရတယ်ဆိုပေမဲ့တက်ကတော့ကောင်းတယ်ဒီ3လုံး9ဒီ3လုံး9ဒီ3လုံး9မယ်ဆိုတစ်ထိပ်ဒီ3လုံး8ဒီ3လုံး8ဒီ3လုံး8မယ်ဆိုတစ်ထိပ်ဒီ3လုံး3ဒီ3လုံး3ဒီ3လုံး3မယ်ဆိုတစ်ထိပ်အဲ့ကောင်လေးကိုကြိုက်တယ်ပေါ့နော်ဘာဖြစ်လို့ကြိုက်လဲဆိုအဲ့ပေါင်းရင်းမသက်စုံကြနေရလေးကိုကြိုက်တယ်ပေါ့3မကက်ရဆိုလဲဒီ3ညခါကလည်းကောင်းပါတယ်နော်ဒီ3လုံး8ဒီ3လုံး8အဲဒီ3လုံး6ဒီ3လုံး6ဒီ3လုံး6 6 3ချက်တွေ1 3ချက်တွေ8 3ချက်တွေရိုက်ပြပြီပေါ့နော်ဒီ3လုံး1ဒီ3လုံး1ဒီ3လုံး1 8 3ချက်ကလည်း4 5 9 3လုံး8 2 2 4 3လုံး8 4 4 3ည3လုံး8เนาะအဲ့တော့ဒါအလုံးကိုကြိုက်နေတတ်တဲ့ကဏ္ဍလေးနဲ့တွဲပြီးကန်ဆန်းကြပါလို့เนาะကျွန်တော်ကတော့ဒါဒီတစ်ပတ်အတွက်အကြိုက်ဆုံးရှေ့အတွဲကတစ်ထိပ်3ညခါနဲ့1 3ညအတွဲပါဒုတိယကြိုက်တာတော့တစ်ထိပ်4ခါနဲ့1 4တွဲပါเนาะရှေ့ပေါင်းချင်း9 1 4တွဲအားလုံးကန်ကောင်းကြပါစေ